မတို့မြင်ရတော့ယုံကြည်လို့ပေါ့နော်ဒီရဲ့ဟိုယုံကြည်လို့စိတ်ချလို့ဒီကိုရွေးချယ်လိုက်တာပါဟုတ်ဟိုလိုက်မှာနည်းနည်းစုံစမ်းကြည့်လိုက်တဲ့အခါကျတော့အကုန်လုံးဆက်ဆက်ရအဆင်ပြေဝင်ရတယ်ဘာကြောင့်ဆိုကုန်ကြစိတ်လည်းတက်တာတယ်နောက်ဒီမြန်မာပြည်မှာပဲတခါတည်းဟိုဘွဲရတဲ့အထိဆက်တက်လို့ရမယ်အနေထားပေါ့နော်ကျွန်တော်တို့ဒါသူစီဝါရေးအနေထားနဲ့ကြည့်မယ်ဆိုတော့တော်တော်လေးကိုက်ညီဝင်ရတယ်သူဝါသနာပါတဲ့ပညာရေးနဲ့လည်းဟိုကိုက်ညီတယ်ဆိုတော့အဲ့ဒါယူချက်လိုက်တာပေါ့ဘာပြောပြောပေါ့နော်ကိုနယ်ပယ်မဟုတ်တဲ့ဟာမှာပေါ့နော်ကျွန်တော်ဘာမှစားဖို့မလုပ်နိုင်တဲ့ဥစ္စာကိုဒီလိုမျိုးပြတ်ပန်းနိုင်တာဟိုပဲတော်တော်လေးကိုညီနေတာဝမ်းသာနေရတာပေါ့နော်အဲ့ဒါကတော့တားလေးရဲ့သူရဲ့ဝါသနာအရာရွေးချယ်မှုသူရဲ့ဒီနေရာမှာကောင်းတယ်ဆိုပြီးတော့ဒီနေရာရွေးချယ်လိုက်တာလေးတွေကနောက်ကပံ့ပိုးပေးအောင်တက်ပါပဲဒီချက်ရမ်းပျော်ပါလေပီတီတွေဖြာပြီးတော့ဘယ်လိုပြောရမလဲဆိုတော့ရမ်းလည်းကုန်ယူပါတယ်ဒီဘောလေးမှာတက်လို့ရှိရင်ဘွားရဲ့တက်လန်းနေလည်းအများကြီးရနိုင်တယ်ပြီးတော့လည်းနောင်လာလောက်သားတွေကိုလည်းဒီလိုမျိုးရထားတဲ့ဟာလေးကိုပြလို့ရှိရင်လည်းနောက်လူတွေစူးစမ်းခြင်းသိတွေလည်းပေါက်လာပြီလေအဲဒါကြောင့်မို့လဲဒီဟာလေးကိုတက်ဖြစ်တာဒီကြောင်းလေးကိုတက်ဖြစ်တာ